ကေဒါလေးကဒီနေ့ချက်ဖြစ်တာလေးပါပေါ့နော်ကေဒါဦးနီတော့လေးစားတော့ပြမယ်နော်ဦးနီလေးတွေကိုအခွန်ချက်ထားပြီးတော့အပေါ်အေးခွန်ချစ်လိုက်တာပေါ့နော်ချစ်ပြီးတော့အလားလေးတွေကအဲဇင်ကလုတ်ကလေးနဲ့ချစ်တယ်ပေါ့နော်ဒါချက်တော့အမီလေးဒါလေးကတော့စီတက်ထားမယ်ချက်တော့ကြော်လေးရမှာပေါ့နော်ဒီလောက်အနေထားရပြီဆိုရင်တော့ရပြီပေါ့နော်အဲ့ဒါချက်သွန်လေးတွေရပြီစီလေးနဲ့ချက်သွန်လေးနဲ့တက်ကတ်တာဒါကတော့မြေပဲစားလော်လေးပေါ့အဲ့ဒါလေးကိုကြိတ်ဆက်နဲ့ကြိတ်လိုက်တယ်ပြီးတော့ဒီချက်သွန်အနီလေးကကြာရေဆေးပြီးတော့ဥနီလေးကိုထည့်ထားတယ်ပေါ့နော်ဒါအစိမ့်လေးထည့်တယ်နော်ပြီးတော့မြေပဲစားလော်ထည့်တယ်ပြီးရင်ကြော်ထားတဲ့ချက်သွန်ဒီကြော်လေးတွေထည့်တယ်ပြီးတော့ချက်သွန်ဒီစီချက်လေးထည့်တယ်ပေါ့နော်ပြီးတော့ချုံမုတ်ထည့်တယ်စားထည့်တယ်တမယာသီးလေးတွေညှစ်တယ်တော့တမယာသီးအဲ့ဒါအသီးလေးတွေသုံးလုံးထည့်တယ်ပေါ့နော်အသုံးလုံးညှစ်ထားတယ်ညှစ်ပြီးပြီဆိုလို့ရှိရင်တော့နေတယ်တေချာအားရပါရနေမှရမှာနော်သူကကြတော့နည်းနည်းချွတ်တွတ်လေးဖြစ်တော့လေအဲ့ဒါဥနီလေးကိုအရသာလေးတွေစိတ်ဝင်အောင်နေတယ်ကဲမြည်ကြည့်လိုက်တော့အနေတော်ပဲကျမထည့်ထားတာတကယ်ကိုအနေတော်ပဲအဲ့တော့ကြတော့ဥနီလေးကိုပကံလေးကိုပြောင်းထည့်တယ်ဒီဥစ္စာကတမင်းနဲ့ချက်သွန်ဒီကြော်လေးအပေါ်ကဖြူးတယ်နော်အရန်စားကောင်းတယ်အဲ့ဒါနောက်တစ်ကွက်လေးရနှစ်ပကံအောင်ရတယ်ဒီလားဒါဥနီတုပ်လေးတွေပါလို့စားခြင်းစရာလေးတွေမွေလေးတမယာသီးနဲ့မွေလေးနဲ့ဒါလေးကတော့ငါးငပိချက်လေးပါလို့အစားဆုံးမချက်ပြတော့ဘူးနော်ဘာဖြစ်လို့မချက်ပြလဲဆိုတော့အရင်တစ်ခေါက်ကချက်ထားလဲရှိလို့ဒါငပိရေချိုလေးနဲ့ခုနဟိုနေ့ကချက်တဲ့ငါးကြံလေးကိုကျမရေဟိုလုပ်လိုက်တာပေါ့အရင်ရက်ချက်ပြတယ်လို့ပဲစီတက်ပြီးချက်လိုက်တယ်ပေါ့ပြီးတော့ငပိရေချိုချိုထားတာလောင်းထဲပြီးတော့အဲ့ဒါလေးကပွက်ပြီးဆိုရင်မြို့သီးချိတ်ထားတာလေးထည့်လိုက်တယ်ပေါ့ဒါဖုံးလေးဖုံးပြီးတော့ဒေထားလိုက်ပါတယ်ပြန်ဖွင့်ကြည့်တော့တော်တော်လေးကိုပွက်နေပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျမတို့ဒါကိုကြိုက်တဲ့အနေတော်ရေလဲရပြီရတာလဲအနေတော်ဆိုရင်ရှမ်းနန်းအုပ်လိုက်တယ်ပေါ့နော်ရှမ်းနန်းလေးအုပ်လေရရင်နန်းမင်းအုပ်လေရမွေးရရှမ်းနန်းလေးကောင်းတာပဲငါးဟင်းတို့ဘာလို့ချတော့လေဒါလေးကတော့ချင်းတုံးလေးတွေပေါ့နော်တိတိလေးတွေမတုံးဒီကတော့အကြီးပေါ့ဒါငါငပိချက်လေးရပါပြီတူမြုပ်ကလေးတွေပါတူမြုပ်က2မျိုးပဲမြစ်ပြုတ်ကလေးနဲ့မြစ်ခွာရွက်ကလေးနဲ့ပေါ့နော်ဒါလေးကတော့ဒီနေ့ချက်ပြထားတာလေးပါဒါဒီချက်သလုံးတို့ငပိတောင်းတို့ကတော့ဟိုနေ့ကကြံတာလေးတွေပေါ့နော်လိုက်ချက်စားကြည့်လို့ရရင်တော့ဒီဥနီတုပ်လေးကမျက်လုံးအားလေးကောင်းနေနော်တုပ်စားကြည့်ကြပါလို့ကျေးဇူးတင်ပါတယ်ရှင်